ပေါ်လဲဆိုလို့ရှိရင်စိတ်ကိုကျင်းရှင်းရအောင်ဒီနေ့စာရွက်ပေးပါတယ်တော့မပါတော့เนาะကြောက်ပြင်ဘုံပိုင်တော့ဒါကောင်းပါเนาะဒါမှဒီတိုင်းပဲနားလေအောင်လို့ကြည့်အောင်เนาะ the seat of the will အဲ့ဒီစိတ်ဆိုတဲ့အဲ့ဒီအခုတစ်ခုတည်းမှာ conscious နဲ့ subconscious ဆိုပြီးနှစ်ခုရှိတယ်ဒီမှာကြည့် conscious and subconscious ကြပြောကြည့်အောင် conscious and subconscious ကြပြောရအောင်ဘယ်လိုမျိုးရှိလဲမျိုးရှိတယ်အဲ့ဒီ center အလေဘူ center ထဲမှာ conscious နဲ့ subconscious conscious ဆိုတာကသိတဲ့စိတ် subconscious ဆိုတာကသူက below sub ဆိုတာပါလေ below အောက်က okay အဲ့ဒါအရေးကြီးတယ်ဒါကြည့်သွားရင်ဒီဥစ္စာတွေအလကားပဲเนาะလောကအရာတွေအလကားပဲဒီမှာကြည့် subconscious ရှိတယ် subconscious ရှိတယ်ဆိုတော့ဘာလဲဆိုလို့ရှိရင် you have you have two conscious mind အဲ့ဒါကို conscious mind လို့ခေါ်တယ်အဲ့ဒီ conscious mind ရဲ့ number 1ကဘာလဲ conscious mind ရောသွားမယ်နော်နည်းနည်းရှုပ်တယ်အဲ့ဒါကြောင့်ခဏထပ်ခါတည်းပြောပေးနေတယ်ဘာရှိတယ် number 1 conscious mind first number 2 subconscious mind okay ကြည့်ရဒီ subconscious ဆိုတာက below ဟိုအဲ့ဒီစိတ်ရဲ့အောက်ကဒုတိယစိတ်တော့ဘုံမှာလို့ရှင်းအောင်ပြောမယ်ဆိုပထမစိတ်နဲ့ဒုတိယစိတ်မျိုးရှိတယ်အဲ့ဒီပထမစိတ်က always conscious အမြဲတမ်းသိနေအဲ့ပထမစိတ်ကသူကဘာလို့အဲ့ပထမစိတ်ကသိတယ်အဲ့ဒီ subconscious ဆိုတာဒုတိယစိတ်ကဘာလို့မသိဘူးဒါပေမဲ့လို့အရေးကြီးတာတစ်ခုရှိတယ်ဒီစိတ်တစ်ခုကအမြဲတမ်းသိနေတယ်ဒီစိတ်တစ်ခုကတယုံမသိဘူးတီးပြီးဆိုရင်မလွယ်ဘူးအဲ့ဒါကိုပြောပြ subconscious conscious ကို information ကအရင်ဆုံးရောက်လာတယ်ပထမစိတ်ကို information ကအရင်ရောက်ပြီးတော့မှအဲ့ဒီ information ကိုဒုတိယဆိုတဲ့ subconscious mind ကိုပို့ပေးလိုက်ဒုတိယစိတ်ကို information တွေအချက်အလက်တွေကပြန်ပို့ပေးတယ် okay အဲ့ဒါကြောင့်မလို့ repetition ကျွန်တော်ဒီကာတွန်းကားကိုညဉ့်ညမ်းကာတွန်းကိုဖတ်နေညဉ့်ညမ်းရုပ်ရှင်ဇာတ်လမ်းကိုကြည့်နေတာတစ်ခုမကောင်းတာကိုလုပ်တယ်တခါပဲကြည့်တာကအဲ့ဒီ conscious mind ကတည်တယ်ပထမစိတ်ကအဲ့ဒါကိုစုပ်ယူတယ်နားလည်မလားပထမစိတ်ကအဲ့ဒါကိုစုပ်ယူတယ်ဖတ်ထားတယ်ဘာမှမဖြစ်ဘူးထပ်ခါတလဲဒီပထမစိတ်ကလုံးဖာများတဲ့အခါမှာထပ်ခါတလဲပထမစိတ်ကဒုတိယစိတ်ကိုပို့လိုက်တယ်ဒုတိယစိတ်ထဲရောက်သွားတဲ့အခါမှာ you got a problem there အဲ့ဒီမှာပြဿနာတက်ဆက်ကြည့်အောင် repetition constantly goes to your conscious mind ပထမစိတ်ကိုရင်ဆုံးရောက်တယ်ဒုတိယစိတ်ကိုရောက်တော့တာနဲ့ဘာဖြစ်တယ်လဲဆိုလို့ရှိရင်ဒီပထမစိတ်မှာပဲရောက်နေတဲ့တွေ့ကတော့လူကဘာမှပြဿနာမရှိဘူးဒုတိယစိတ်မှာရောက်သွားတဲ့အခါမှာပြဿနာစတယ်တော့ဒါကြအခန်းကြီး23အငယ်ကလေးကိုကြည့်အောင်လူဒီစိတ်ချင်းဒီအတိုင်းဖြစ်၏အဲ့ဒါကြမ်းချက်ပဲအင်္ဂလိပ်လိုဖတ်ပြပါမယ် as the man thinketh so is he ဒုတိယစိတ်ထဲမှာထင်ထားပြီဆိုရင်အဲ့ဒီဥစ္စာကဖြစ်လာအဲ့ဒီဒုတိယစိတ်ထဲမှာ
ဆွဲထားမိပြီဆိုရင် this is your life မိတ်ဆွေရဲ့ဘဝက subconscious မှာဒီ subconscious နဲ့မောင်းနေအဲ့ဒီဒုတိယစိတ်ထဲရောက်သွားအဲ့ဒါဒုတိယစိတ်ကို subconscious လို့ခေါ်တယ် subconscious ထဲရောက်သွားပြီဆိုလို့ရှိရင်ခက်လို့မရဘူး addiction ကအမှကျွန်တော်မကြည့်ကြည့်အောင် your subconscious mind is your heart အဲ့တော့နာပြောသလို repetition တော့တန်ကြအခန်းကြီး16အငယ်19မှာကြည့်အောင်ဖြောင်းမတော်သူလိုက်တော်လမ်းမူကလူစရိုက်ကိုရှောင်ချင်းဒီထိုလမ်းမှမလွယ်ပဲအမြဲဟုတ်တယ်အမြဲလိုက်တော်သူဒီမိမိအသက်ဝိညာဉ်ကိုစောင့်တိုက်ပြီးမကောင်းသောအမှုအရာအမျိုးမျိုးရှိသမျှကိုရှောင်ကြလောဒီတဲ့အခန်းကြီး9အငယ်20ထဲမှာလည်းပါတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်အထူးသဖြင့်လူငယ်တွေကျွန်တော်တို့လူငယ်တွေပေါ်ထားတယ်အဲ့ဒါကဘာလဲ we keep on watching reading the dirty books we keep on watching Korean movie always we put mobile ထဲမှာအမျိုးမျိုးသောအရာထည့်ထားပြီးအဲ့ဒါကိုချိန်ခါများစွာကြည့်နေတဲ့အခါမှာ subconscious mind ကိုရောက်တာနဲ့ထည့်လို့မရဘူး I know you are born again I don't doubt your salvation အဲ့ဒီဒုတိယ subconscious mind ထဲရောက်သွားပြီဆိုရင် be careful ဒီမှာကြည့်စားပြောပြမယ်အဲ့မှာရောက်သွားပြီဆိုလို့ရှိရင်ဖျက်လို့မရဘူးအဲ့ဒါကို addiction လို့ခေါ်တယ်ကျွဲသွားပြီဘလောက်ဖျက်မရဘူးငြိမ်ရကြအောင်ဆူတောင်းရတဲ့မပြောက်ဘူးတော့ပြောမယ်ကျွန်တော်ဒီအတော့ဒါမလို့ချလို့ပါဘူးတော့ပြေးပါမရဘူးနေပေါင်း30ကြာတယ်20ကြာတယ်30ကြာတယ်ဖျက်လို့မရတော့Come on, let us live today this one. အဲ့ဒါကြောင့်ဒီဆွေဘာတွေကြည့်အဲ့ဒါလေးဒီဆွေဘာနားထောင်များလဲနားထောင်များတဲ့ဟာကို subconscious mind ထဲမှာပို့လိုက်တယ်အဲ့ဒီ sub ထဲမှာရောက်သွားရင်ဒီပါလူ control နည်းစရာပြောပြလူကိုဘယ်လို control လုပ်ရမလဲဆိုရင် the more you get information you control that man အဲ့တော့ကြော်ညာတွေ့လားနေရာတကာကြော်ညာတွေ့လားကြော်ညာအဲ့ဒါတုံးထားတာမိသူတွေမြင်နေတဲ့နေရာမှာကတ်ထားတယ်ဒီဖြတ်သွားတိုင်းကြည့်တယ်ရောက်လာဆိုတော့နေရာသူတို့ဆန်ရောက်သွားပြီအစီအပွားရေးလောကမှာဒါတုံးတယ်လူကို control လုပ်ရှင်အဲ့ဒီ subconscious mind ရောက်တဲ့အထိ information များပေးလိုက်အဲ့ဒါဆိုခင်ဗျားလူဖြစ်သွားပြီနေပေါင်း10နဲ့ကြာပြီးမပြောက်ဘူးဖုန်းပြောတယ်ခဏကိုချစ်သူနဲ့ဖုန်းများပြောတယ်ဖုန်းခါလည်းအများကြီးပုံဒီကောင်က repetition နိုင်ပေါင်းများစွာနားထဲမှာရိုက်သွင်းထားတယ်နံပါတ်ပထမစိတ်အရင်ဆုံးလက်ခံရရှိတယ်အချိန်ပေါင်းများလာတော့ဒုတိယစိတ်ကိုပို့လိုက်တယ်အဲ့ဒါစွဲသွားပြီအဲ့ဒါကိုချစ်သူကိုခွဲလို့မရဘူးပြောတင်နေချင်းရှိတယ်သူကအတေးခါမှမကွဲဘူးတဲ့သူကမင်းလေးကိုဆွဲမြဲချစ်တယ်ဆိုတော့မရှိဘူးဘယ်ကောင်းမလဲသူတကယ်ချစ်တဲ့လူကြောင့်နဲ့ညာတိုင်းဘုံပြောကနေလုံးဘုံပြောအိတ်လည်းမအေးဘူးဘုံပြောနဲ့အဲ့နဲ့မကြဘူးကဲသူချစ်သူကဖြတ်မယ်ဆိုပြီးပြောလိုက်ရောဘာဖြစ်သွားလဲ
When I know subconscious mind ထဲရောက်သွားတယ်သူချစ်သူကအဲ subconscious mind မှာရောက်သွားပြီဆိုလို့ရှိရင် he control your life မြတ်တကောင်နဲ့ထောင်လို့တော့ဘာဖြစ်တာလဲရောက်be careful ဘုံခါတယ်အများကြီးကုန်ပြီးပြောနေတယ် subconscious mind ထဲရောက်သွားတယ်အဲရောက်သွားပြီဆိုလို့ရှိရင်ဘာမှမလုပ်စားလို့လည်းမရတော့စားလည်းလုပ်လို့မရတော့အလုပ်လည်းလုပ်လို့မရတော့ဘာမှလုပ်လို့မရတော့မူကြီးစေဝါတဲ့ထူကြီးတူဆိုတော့မူကြီးစေဝါတစ်ခုပူတာကမူကြီးစေဝါက subconscious mind ထဲမှာမရောက်တာမကောက်ဘူးအသားတဲ့အတွေးထဲဝင်ဘာဖြစ်လို့လဲအားကြောင့် repeat ဒါကြောင့်မို့လို့ယေရှုဘာပြောလဲမကောင်းသောအမှုအရာအမျိုးမျိုးရှိတဲ့များတို့ကိုရှောင်ဖို့ယေရှု